မင်္ဂလာပါရှင်ကျမ theory လွယ်မှာကျမ2004ခုနှစ်မှာရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကနေပြီးတော့ PC Touch ဘွဲ့ကိုယူခဲ့ပါတယ်2010မှာမန္တလေးကွန်ပျူတာတက္ကသိုလ်ကနေ AI နည်းပညာနဲ့ decision making လုပ်တဲ့ project ကိုthesis ရေးပြီးတော့ MC Tech Master of Computer Technology ဘွဲ့ယူခဲ့ပါတယ်ရှင်2006ခုနှစ်ကစပြီးတော့နည်းပညာနဲ့ပတ်သက်တဲ့အလုပ်တွေကုမ္ပဏီတွေမှာဝင်လုပ်နေခဲ့တာအခုနောက်ဆုံး9နှစ်8နှစ်ကတော့ software development software implementation and data exchange တွေကို Dubai, Germany နဲ့ Indonesia မှာအလုပ်လုပ်ခဲ့ပါတယ်ကျွန်မတက်တည်တဲ့နည်းပညာနဲ့ပတ်သက်တဲ့ programming နဲ့ပတ်သက်တဲ့ knowledge တွေကိုပြန်လည်ဝေမျှချင်တယ်ဆိုတော့ကျွန်မတကယ်ချင်းညွန်းနယ်လင်းနဲ့ကျောင်းတော့တကယ်ချင်းညွန်းနယ်လင်းနဲ့တိုင်ပင်ဖြစ်ရနေပြီးတော့မှသူလည်း computer knowledge တွေ design ပိုင်းနေတယ်မယ်ကျွန်မလည်း programming နဲ့ပတ်သက်တာတွေ share ပေးမယ်ဆိုပြီးတော့စိတ်ကူးရအောင် code and shape ဆိုတဲ့ channel လေးဒီထောင်ဖြစ်ခဲ့တာပါညိုနွယ်တို့လိုမျိုးဝါရင်စာတင်ပေးနေကြလို့မဟုတ်တဲ့အတွက်ကြောင့်မို့လို့အမှားပါမယ်ဆိုရင်လည်းခွင့်လွှတ်ဖို့ကြိုပြီးတောင်းပန်ချင်ပါတယ်programming သင်ပေးမယ် experience တွေမျှဝေမယ်ဆိုတော့ဘာ language သင်ပေးမလဲဆိုတာကိုတွေးမိတယ်အရေးကြီးဆုံးကကျွန်မနားလည်တာက core programming knowledge ပါရှင်ဆိုတော့ data type တွေ variable ဘယ်လိုလုပ်လဲconditional statement တွေကဘယ်လိုနေရာမှာသုံးတယ်လဲဘယ်လိုအခြေအနေမှာသုံးတယ်လဲ looping တွေကဘာလဲ function တွေကဘာလဲဆိုတော့နားလည်ထားမယ်ဆိုရင်ဘာ programming language လာ simple ပြီးလေ့လာလို့ရတယ်အလုံးလုံးလို့ရတယ်နည်းပညာသမားအနေနဲ့ရပ်တည်လို့ရတယ်ပေါ့နော်ကျွန်မကိုယ်တိုင်လည်း living proof ပါအကြောင်းမှာတော့သင်ခဲ့တာ assembly တို့ C# တို့လေC# တို့ C တို့VB တို့ကိုတကယ်တမ်းအလုပ်ထရောက်လာတဲ့အချိန်မှာ Java နဲ့ရေးဆိုတော့ syntax ကိုပဲလေ့လာပြီးတော့တကယ်တမ်းရေးမယ်ဆိုလဲရေးနိုင်တယ်ပေါ့နော်ဆိုတော့ဒါမြန်မာပြည်ဆရာမတွေကျေးဇူးလည်းပါပါတယ်ဒေါ်အေးလှိုင်းဦးစော်လွင်စိုးတို့ပေါ့နော်ဆိုတော့foundations of programming knowledge ကိုနားလည်မယ်ဆိုလို့ရှိရင်ဒီ developer မဟုတ်ပါဘူး tip of engineer တွေ data analysis တွေတခြားသောနည်းပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်းရပ်တည်လို့ရတယ်အခုနောက်ပိုင်းဆိုရင်ပို့ပြီးတော့ကျေပြန့်သွားတယ်programmer မှတင် software တစ်ခုတည်းကိုနားလည်ထားဖို့လိုတာမဟုတ်ဘူး programmer တွေဆိုလို့ရှိရင်လည်းဒီ ChatGPT လိုမျိုး chatbot တွေပေါ်လာတဲ့အချိန်မှာပေါ့ chatbot ဆိုတော့သူကကိုထထောင်ပို့ပြီးတော့စနစ်တကျရေးပေးနိုင်သေးတယ်ကိုကအဲ့ tools တွေကိုတုံးပြီးတော့ဘယ်လိုမျိုး automation တွေလုပ်ပေးမလဲဘယ်လို advanced program တွေရေးမလဲဆိုတာပေါ့နော်ဆိုတော့အခြေခံအုံမြစ်ကိုသိထားစေချင်လို့ကျွန်မဒီ course လေးကိုဖွင့်ဖို့စိတ်ကူးခဲ့တာပါနောက်ဆုံးတစ်ခုကတော့ problem solving မှာဒီလူတိုင်းသိကြပါတယ်နည်းပညာသမားတိုင်းသိ30 to 50% of writing time ပေါ့နော် coding time or developing time က error handling နဲ့ problem solving အဲ့ဒါတွေကိုအဲ့ဒါလည်းကို programming knowledge ကိုနားလည်ထားမယ်ဆိုလို့ရှိရင်ဖြစ်ရှင်အားလွယ်တယ်မြန်အလုပ်ဖြစ်တယ်ပေါ့ဆိုတော့သူများနဲ့ရှင်အကောင့်တစ်လုံးသားနေဖို့အတွက်အခြေခံ knowledge တွေပေးချင်တာပါဆိုတော့အဲ့ကောင်းချိုးတွေကတော့အများကြီးဖြစ်တဲ့အတွက်အများကြီးမပြောတော့ပါဘူးကျွန်မတစ်ပတ်တစ်ပုတ်သင်ပါမယ်ရှင်ဆိုတော့ပြီးရင်တော့ Python C# web development course တွေလာပါမယ်ကျမတို့ channel ကိုသဘောကျတယ်ဆိုလို့ရှင် like and share လုပ်ထားဖို့ပြောချင်ပါတယ် so I don't want to waste your time too much let's get started okay